ကြောက်ပစုံလေဗျာတကေကြီးကို3300ဆိုလို့တကေကြီးစမ်းမှကြည့်လိုက်တာ14កောင်တော့ရတယ်ကဲဒီကြောက်ပစုံတွေကိုဘယ်လိုလုပ်စားမလဲဆိုတော့ကြည့်ကြအောင်ဗျာအရင်ဆုံးချမ်းခွဲပြင်မယ်ဗျာလေကောင်းရမယ်ချမ်းခွဲပြီးသွားပြီဆိုတော့ဒီလိုလေးတွေရပါပြီခင်ဗျာပစုံလော်ဖို့အတွက်အရင်ဆုံးကျွန်တော်တို့အိုးလေးကိုထောပတ်လေးနဲ့ငယ်ထည့်လိုက်ပါလေပြီးရင်တော့ချမ်းခွဲထားတဲ့ကြောက်ပစုံတွေထည့်ပြီးတော့လော်ပြီးပေါ့ဗျာနန်းကတော့မှုကြိုင်နေရတော့ပြီအခုလိုမျိုးကြောက်ပစုံအသားလေးတွေရဲလာပြီဆိုရင်တော့ရပါပြီခင်ဗျာနောက်ဆုံးမှာတော့အနံမှုကြံပြီးအရသာရှယ်ကောင်းတဲ့ကြောက်ပစုံတော်လေးရပါပြီခင်ဗျာမိမနဲ့သမီးကတော့ရှယ်ဆွဲနေပါပြီလို့